ဟုတ်ကဲ့ပါနောက်ထပ်မိခွန်းအနေနဲ့ပေါ့နော်ဒီ CNF CNA နဲ့နှစ်ဖက်ဖြစ်နေတဲ့ပရိပခါပေါ့နော်ဘယ်လိုဖြည့်ရှင်းဆောင်ရွက်သွားဖို့ရှိတယ်လဲနိုင်ငံရေးနဲ့ဖြည့်ရှင်းမလားစိတ်ရင်းနဲ့ဖြည့်ရှင်းမလားဆိုတာလေးကိုပေါ့နော်ဖြေချပေးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဟာစိတ်ရင်းနှီးနဲ့ဖြည့်ရှင်းဖို့ကကျွန်တော်တို့ဘယ်လိုပြောမှာတော့ဦးစားပြီးမဟုတ်ပါဘူးနိုင်ငံရင်းနှီးနဲ့ဖြည့်ရှင်းဖို့ကျွန်တော်တို့ကြိုးစားပါတယ်အနည်းဆုံးဥပမာပြောမယ်ဆိုရင်ဇိုးရောဦးဆောင်ပြီးတော့မှကျွန်တော်တို့တွေ့ဆုံတယ်အဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာကျွန်တော်တို့ကတိုက်ပွဲဖော်ခြင်းမရှိဘူးသူတို့ဖက်ကနေပဲတိုက်ပွဲဖော်လာလို့တိုက်ပွဲဖြစ်ပွဲရခြင်းဖြစ်တယ်အရှင်းဆုံးပြောရမယ်ဆိုရင်တော့နိုင်ငံရင်းနှီးနဲ့ဦးစားပြီးမှမဖြစ်နိုင်တော့တဲ့အဆုံးမှာမှစိတ်ရင်းနှီးနဲ့ဖြည့်ရှင်းဖို့ရှိတယ်အဲ့လိုပဲပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါနှုတ်ထမိခွန်းနေနဲ့ပေါ့နော်ချင်းငင်နောင်နဲ့ဒီ ZFU အပေါ်ဘယ်လိုရှုမြင်လဲဆိုတာပေါ့နော်အမြင်ကိုမေးချင်ပါတယ်မိတ်ဆွေနဲ့မြင်သလားအမြင်ကိုပြောပြပေးဖို့ပေါ့နော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ချင်းငင်နောင် ZFU PDF ဆိုလဲလို့တော့ကျွန်တော်တို့ရန်သူလို့မမြင်ပါဘူးအခုချိန်မှာမိတ်ဆွေဖွဲ့လို့မရတည်ပြီးမဲ့နောက်လာမဲ့အချိန်တွေမှာကျွန်တော်တို့မိတ်ဆွေဖွဲ့နိုင်အောင်မဟာမိတ်ဖွဲ့နိုင်အောင်လည်းကျွန်တော်တို့ကြိုးစားဖို့ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးပါနှုတ်ထက်မိခွန်းနေနေပေါ့နော်ဒီ CDF ဝမ်ငုံမြို့နယ်စုကလက်ရှိတည်တည်တုံးစာမြို့နယ်အတွင်းရှိကြီးရွာတချို့ကငါတို့ပိုင်ငါတို့မြေစုပြီးပေါ့နော်ပြောဆိုမှုအပေါ် ZRA အနေဖြင့်ဘယ်လိုသဘောထားရှိတယ်လဲသဘောတူလက်ခံပါသလားဆိုတာပေါ့နော်ဟုတ်ဒီနေ့ကိုကြားသိချင်ပါတယ်ဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်များများကျွန်တော်တို့အဖွဲ့အစည်းကိုစားမဟုတ်ရင်တော့ကျွန်တော်တို့ဇုံမီလူမျိုး180ရာခိုင်နှုန်းလောက်ကတော့ဒီကိစ္စကိုလက်ခံမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ပြောတယ်လို့ကျွန်တော်တို့နယ်မြေပါငယ်ကွယ်အဲ့လိုမျိုးပြောနေတာထက်စာရင်သူတို့အတွက်ကောင်းဆုံးကတော့သူတို့ပြောတယ်လို့ဆိုရင်သူတို့နယ်မြေဖလန်းမြို့နယ်နဲ့ဒီရိမ်မြို့နယ်တွန်းဆောင်မြို့နယ်ထဲမှာပါတဲ့အတွက်ကြောင့်ဒေသခံပြည်သူလူထုနဲ့အရှင်ပြီးအောင်ECC လက်နဲ့မကင်ပဲနဲ့နေတာသူတို့အတွက်ပူကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်